ကျွန်တော်ပြောမယ်မန္တလေးရောက်လို့တဏီကုံဈေးပတ်ဝယ်ပြီးဥမာဒါဆိုရင်ကျွန်တော်တို့ကဒါမိမိခင်ထိုးမုံဝယ်လာပါဗျာအဲ့လိုပဲဈေးပတ်ဝယ်ပြီးလို့မောလာပြီတဏီကုံမောလာပြီဆိုရင်ညနေခင်းကျရင်ဘယ်သွားတင်တော့ဆိုအဲ့မန္တလေးမှာစန္ဒာမေဖတ်တော့အဲ့ကောင်ကောင်းတယ်အဲ့ကောင်နဲ့ဖီယာနဲ့ချတော့ကောင်းတယ်